င်္ဂလာဗျာဒီနေ့မှာကျွန်တော် Leslie ကိုင်မြော့ဂိမ်းတစ်ပွဲသွားဆောင်မှာဖြစ်ပါတယ်ဒီ Leslie skin ကတော့အခုနေမှာဆိုရင်တော့အရန်ကိုမိုက်တယ်အရန်လဲကိတ်ပါရောကိတ်တာနဲ့တက်နေပါဗျာကျွန်တော် Leslie ဆော့ပြီးတော့အရန်ကျဲမြမလို့ဒါမဲ့ဟိုဘက်က Ban Hero Granger ပါဘလို့မှကြားလို့မရတော့ဗျာဒီလားတခုကြွားစရာရှိပါတယ်ကျွန်တော်အခုဆိုရင်တော့ Epic Record လို့ရှာတော့ပါပြီ Epic Record ကျွန်တော် Promo Diamond နဲ့ဖောက်လိုက်တာပါဒိုင်မွန်အကုန်သုံးပြီးတော့ဖောက်လိုက်တာပါမသိဘူးနော်ကျွန်တော်ဒီ record ကိုဖောက်တာဆိုရင်2နှစ်နီးပါးလောက်ရှိပြီးတော့တစ်ခါပြီးတစ်ခါဖောက်တယ်ဒါပေမဲ့တစ်ခါမှမရှာဘူးပါဘူးဒါပထမဆုံးအနေနဲ့ကျွန်တော်ဒီ record ကိုစပြီးတော့ရှာပါတော့အရှင်တော့ဆိုရင်လည်းအရင်စောခဲ့တဲ့အကောက်တွေတော့လည်းကျွန်တော်ဒီ record ကိုဖောက်ပါတယ်ဒါပေမဲ့မရခဲ့ပါဘူးခုနေမှာဟိုဘက်ကဆောင်းရမ်းကြနေတဲ့စလီနာကိုကေးပါပြီးတော့ဟိုဘက်ကအရန်ရအောင်ရွှာထနေတဲ့ချောင်းကိုလည်းကေးပါဗျာလေကင်းကတော့ရှောင်းနေပါပြီဒါပေမဲ့ကျွန်တော်အခုထိလုံးဝမကြမ်းသေးပါဘူးဒီလက်စလေးနဲ့လိုက်ပြောချနေရဗျာအခုတည်းကျွန်တော်ကေးဆိုလို့ကေးနှစ်ခါပဲရပါသေးရဲ့ဗျာရတော့ပဲစဉ်းစားကြည့်ဘယ်လောက်ဆိုးသွားလဲဆိုတာအန်မီတေးရဲ့ရှေ့မှာလေရသွားလို့တာကျွန်တော်ဟိုဘက်ကဖတီးစီစီရဲ့အပိုက်ကိုခံလိုက်ရပါရဲ့ဗျာဒီပွဲမှာဆိုရင်တော့အရှမ်းကောင်းတဲ့ဟာကြောင့်ဗာလဲဆိုဒီဗျာပါရှာပါနော်ဒီပါရှာတော့ကျွန်တော်တို့တင်မှာဆိုတော်တော်လေးကိုကောင်းတယ်လို့ပြောရမယ်သူ့ကြောင့်ပဲကျွန်တော်အခုခေရနိုင်တော့ဖြစ်ပါတယ်ကျွန်တော်လည်းရောပြောလေးရှင်ကောမန့်ရေးခဲ့လို့ရပါတယ်ကျွန်တော်ကတကယ်ရောပြောပါကျွန်တော်ရောပြောပြီးတော့ဒီပွဲကိုနိုင်တော့ဖြစ်ပါတယ်ဒီတော့ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာတခုကြံနေတာ brother အနေနဲ့ကျွန်တော်အခုကင်သွားတဲ့ Leslie skin လေးကိုလိုချင်နေဆိုရင်တော့အခုဝယ်လို့ရပါသေးတယ် skin မှာဆိုရင်တော့2မျိုးရှိပြီးတော့ normal နဲ့ premium မှာဗျာ normal မှာဆိုရင်တော့ skin အပြင်မှာ emote တွေပါမှာဖြစ်ပြီးတော့ premium မှာဆိုရင်တော့ skin အပြင်ရောက်ချက် skin ပြင်မှာ crystal ပိုက်နေပါတော့မဖြစ်ပါဘူး normal မှာ diamond 300ကျော်ပဲရှိပြီးတော့ premium ဆိုရင်တော့ diamond 900ကျော်နဲ့ရရှိမှာဖြစ်ပါတယ်နောက်ပြီးတော့တငယ်ချင်းတွေကိုလည်းလက်ဆောင်ပေးလို့ရှာသေးတယ်အဲ့တော့အရှမ်းကိုတက်ပါတယ်ဒီတော့မွေးရသေးဘူးဆိုရင်တော့ဝယ်လိုက်ပါအောင်နော်ဗီဒီယိုလေးကိုစောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားပါပါဗျာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဒီတက်စီ Grand Spain ဘန်ကိုတော့28ရက်နေ့ကနေစပြီးတော့30ရက်နေ့ထိပို့ပြီးတော့တိုးပေးထားဖြစ်ပါတယ်နိုင်တာမလို့ပါဝင်လိုက်ကြပါအောင်ဗျာဗီဒီယိုလေးကိုစောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်